အားလုံးပဲမင်္ဂလာပါမြို့ကိန်းများနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့မချစ်တဲ့ပုံမှာမြို့ကြိုက်ဆောင်ဖြစ်တဲ့ချောင်းကွန်ပျူတာနဲ့9 Energy Flow ဆော့ပြပေးအောင်မှာဖြစ်ပါတယ်ဘုံစကီရရှင်းပါတယ်9တစ်ချက်ရှောင်းရင်တစ်ချက်ရအဲ့ဒါကိုအသုံးချပြီးကိုက level အမြန်ဆုံးတင်ဖို့လိုရတယ်ဘာလို့လဲဆိုတော့9 Energy မှာ၄ချက်တန် hero အထောက်ထားဆော့တာဖြစ်တဲ့အတွက်ကိုကမဖြစ်မနေ level 8ကိုအနည်းဆုံးရှောက်ကမယ် level 9မှာ၄ချက်တန် hero 3 စားရှာအဲ့ process ကိုနားလည်ရဒီ flow နဲ့အလိုက်ဆောင်ကတ်တွေကတော့ပုံမှန် EHP မြန်တင်မဲ့ကတ်ပတ်ဆိုင်ရမဲ့ကတ်နောက်ပြီး hero ရှာတဲ့ free draw ပေါ့short free လှည့်ခွင့်ရတဲ့ကတ်အဲ့ဒီ3ကတ်ကတော့အကောင်းဆုံးပဲဒါမှမျိုးပထမဆုံးကတ်ရွေးချယ်တဲ့နေရာမှာမြပြောခဲ့တဲ့3ကတ်လုံးမရဘူးအဲ့တော့ level 9ရရင်ငါချက်တန် hero 3កောင်းရတဲ့ကတ်ကိုပဲမျိုးရတာယူလိုက်တယ်ကဲလို့ level 9ရောက်လို့ပြီးတဲ့ hero တွေမှာကတော့ကခါမပါခဲ့ရင်လေရှားတဲ့5ချက်တန်3កောင်းလုံးပြန်ရရင်15ချက်ရအောင်မယ်ဆိုတော့ကိုအတွက်အရှုံးမရှိဘူးပေါ့new champ ပြရမယ်ဆိုရင်အားလီ3 round ကိုရှုံးခံပြီးဆိုတာကောင်းပါတယ်။အဲ့နိုင်တခေါင်းမအောင်မထဲပါနဲ့။အမှ 6SK က2ချက်ရတာရယ်။ဘောကသွေးနေဆုံးဖြစ်ပြီးတော့ fake ပေါက်မှာအများကြီးတဲ့အရင်ဒီချက်တန် hero မလီစာတော့မဟုတ်ခွန်ဒီပါလာခဲ့ရင်အရင်ယူနိုင်မယ်။ item အနေနဲ့ဆိုရင်လည်းဒီများတဲ့တောင်းကိုယူနိုင်မယ်။ဒီမှာ golden strat demon imported အဲ့တုံးကတော့မြင်မဖြစ်မနေလူတဲ့ item တွေခုမှ9 Energy စားသွားမဲ့လူတွေဖို့ဘာဟီယိုနဲ့ဘယ်လိုချိတ်ဆက်ရမလဲမသိမှာဆိုလို့မြေပုံနဲ့ဖော်ပြပေးလိုက်ပါတယ် description မှာချပေးထားတဲ့ link ကိုနှိပ်ပြီးတော့လည်း in game မှာမြေပဲ flow အလွယ်တကူစိတ်နိုင်ပါသေးတယ်စာပိုင်းမှာတော့ကြော်တာတွေမိကောင်မိနိုင်တာတွေဖြစ်နိုင်ပေမဲ့နောက်ပိုင်းစောတာများလာတဲ့မြကိုထည့်ရမယ့် hero တွေကိုလိုမှတ်မိလာပါလိမ့်မယ်Ready for the real challenge? Hatred fuels my raging flames. Ready for the real challenge? ရှေ့မှာ3 round သက်တိုက်လုံးရှုံးခံပြီးဆော့လာဖြစ်တဲ့အတွက်ကိုကပထမဆုံးရွေးချယ်ခွင့်ရတယ်ဒီနေ့မှာ၄ချက်တန်ကွန်နီရောမလီစာမပါတဲ့အတွက် golden strat item ကိုပဲအရင်ဆုံးပြေးယူလိုက်ပါဗျခု round နေစားပြီးပုံမှန်တိုင်း hero တွေပြန်ထည့်လို့ရပြီဒါပေမဲ့ shot မှာတော့ပတ်စံ3ပြီး hero မရှာနဲ့ကို level 8ကိုအမြန်ဆုံးတင်ရဖြစ်တဲ့အတွက်ပတ်စံစုမယ်ကိုဆော့မဲ့ flow တဲ့ hero တွေပါလိုက်ရှူရလိုက်ပတ်စံစုလိုက်ရှောင်းရင်ရှောင်းမလေးတွေ level 8ကိုပဲအမြန်ဆုံးသွားရမယ်
capacity တွေပိုနေဆိုရင်တော့တွေ့တဲ့ hero တွေဒါကောက်ထည့်ထားလိုက်ပြန်ရောက်ရင်လည်းအချိန်တိုင်းပြန်ရတာဆိုတော့ကိစ္စမရှိပေါ့ Ready for the real challenge? My homeland is calling. Death is the least. ညာဘက်က fat promotion ဆိုတဲ့ကက်က short မှာကိုပထမဆုံးဝယ်လိုက်တဲ့ hero 2 star ပြောင်းပြီးမှဆိုတော့ဒီချက်တန် hero ကန်ကောင်းပြီးငါချက်တန် hero ယူလိုက်ရင်2 star ပြောင်းမှတော့မစိုးဘူးပေါ့ဒါပေမဲ့ဘက်က BD ဆိုတဲ့ကက်က3ပတ်ဆက်တိုင်း9ချက်ရမှာဆိုတော့ဒီကကပိုကောင်းလို့ဒီကောက်ပဲယူချက်လိုက်တယ် But I'm better. Ready for the real challenge? I'm running out of pranks to play. Don't go away. Our game isn't over. But I'm better. I am the constellation of fear. Ready for the ခု real ဆိုရင် challenge? ဒုတိယ fake ပေါက်မရောက်ခင်တစ် round လုံးမှာပဲမြို့ level ရောက်သွားပြီသူများရဲ့ level 23နဲ့ပြတ်နေရဆိုတော့ hero လူမဲ့လည်းမရှိရကြောင်းကို flow ပုံစံချဖို့ပဲလိုတော့တယ် Faster and faster. My needle is more than a doll sewing tool.
ဒုတိယ phase ပေါက်မှာမြူးရှိမှာတယောက်ရှိနေကြအောင် get capacity တော့မရတော့ဘူးအဲ့တော့ fighter ဆန်တဲ့ဂျူပဲယူလိုက်တယ်။ဘာလဲတော့ကားမှုထောင်ဆောင်ရင် fighter ၄កောင်ဖြစ်အောင်လဲလုပ်လို့ရတယ်။ fighter ဆန်တဲ့ကြီးမပိုင်တန်မော်နီရဲ့ maximum size ဆန်တဲ့ကြီး3ခုလဲယူလို့ရတယ်။အဲ3ခုလည်းမပေါဆိုရင်တော့အဆင်ပြေအိုင်နဲ့တစ်ခုပဲယူလိုက်ပေါ့။ Just stick with me and you'll be fine. Never forget your love for the land. အခု level ရောက်ပြီဆိုတော့ extended flow စဆောက်လို့ရပြီမလိုအပ်ရင် hero မရှာဘဲနဲ့ပတ်စံသာဆိုဘာလဲဆိုတော့ကိုက၄ချက်တန်3 star ရှာမှာဖြစ်တဲ့အတွက် level 9တင်မှုလို့သေးတယ် Oh, wait! Our game is over! Follow my lead and march onward! One strike, one kill. ။နောက်ဆုံးကယူရဲ့အချိန်မှာမြရှိမှာပြောခဲ့တဲ့အတိုင်းဒီ flow နဲ့အလိုက်ဆုံးဖြစ်တဲ့ short free 14ချိန်လဲခွင့်ခဲ့ရပြီ။အဲ့တော့အဲ့ဒါကိုပဲယူလိုက်မယ်။ခုကတော့ကရလည်းရပြီဆိုတော့ level 9ရောက်တာနဲ့9ဆက်နဲ့ချီဖြစ်ပြီးလို့တော့မှတ်လိုက်တော့ The weak crumble beneath my strength. You're good. We're not in that. I'm running out of strength to play. level 9တက်လိုက်တော့ကိုပထမဆုံးယူချက်ကကြောင်းအချက်တန် hero 3កောင်ရပြီ။ဒါပေမဲ့အဲ့3កောင်လုံးကကိုနဲ့မကိုက်ညီတာကြောင့်ရောင်းလိုက်မယ်။ပြီးတော့၄ချက်တန်ဒူးစားလိုက်ရှာမယ်။ပြီးရင်ကိုထောင်ဆောင်မဲ့တစ်ကောင်တတ်မှတ်ပြီးတော့အဲ့တစ်ကောင်ဒူးစားပြအောင်လုပ်ဖို့ပဲချန်တော့တယ်။
shield of the kingdom. I shall always stand my ground. Faster and faster. Don't move. I'm aiming my spears at you. ။စိတ်မကောင်းစရာနဲ့ပဲကန်ဆူလူမောင်းကွာစားလေးရတော့မြပါလက်တည်ထားပြီ။ဒီမှာရှက်နဲ့နောက်ဆက်တော့ပါသွားပြီပဲဖြစ်ပါတယ်။ How dare you? I was made for destruction. I'll make this place my palace. No pain, no gain. Fallen warriors, let me guide you home. Uh-oh. I'm running out of pranks to play. You're good, but I'm better.
Death is the least of my worries. ဒီချက်တန်ဟီရိုသူစားရှာတဲ့နေမှာလိမ်မပါနေဖို့လိုတယ် Test me. ကိုရှာနဲ့ဟီရိုတစ်ကောင်နဲ့ကိုပဲဒီဇိုင်းမမှတ်နဲ့ရှာသွားမယ်ကျန်တဲ့ကောင်တွေလိုအပ်ရင်ကိုလိုဝယ်ပြီး1 star နဲ့ပြန်ချိန်ပြီးရောင်းထုတ်တာဖြစ်ဖြစ်အဲ့လိုမျိုးလုပ်ပြီးတော့သူစားပြန်အောင်အများဆုံးရှာပြီးတော့မှသာနောက်တစ်ကောင်နောက်ထပ်၄ချက်တန်တစ်ကောင်ထပ်ပြီးတော့အဲ့တစ်ကောင်နဲ့ကိုပဲသူစားပြန်အောင်ထပ်ရှာဒါဆိုရင်၄ချက်တန်ဟီရိုရှာတာလွယ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကတွေ့တာနဲ့လောဘကြီးပြီးဟိုကောင်လေးမလို့ဒီကောင်လေးမလို့ဂျူရမယ်ဆိုရင်ပတ်စံဝေးဖြစ်တာပဲဖတ်တယ်မယ်သူစားဖြစ်ဖို့လည်းတော်နေရအောင် How dare you? My needle is more than a dolphin. Muddles, get ready. Don't test me. How dare you? ။စုံနေချီပေးရတဲ့တယောက်ချင်းစီအောင်ကျေးဇူးတင်ပါတယ်။ဗီဒီယိုလေးကိုတနေ့တိုင်းလိုက်ပေးခဲ့ကြပါအောင်ဗျ။ channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ပေးပါဖို့တောင်းဆိုပါရစေဗျ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။ See you guys.